မင်္ဂလာခင်ဗျာကျွန်တော်နာမည်ကတော့မောင်ထုနဲ့မဖြစ်ပါခင်ဗျာကျွန်တော်ကတော့ B3 Blue Class မှာပဲသင်ကြားနေတဲ့ကျောင်းသားလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုဖတ်ပြမှာတော့ကလေးငယ်တို့နားလည်လွယ်ကူစေမယ့်ငါးပါးသီလပုံမြင်များဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြောပြမှာလေးကတော့မာတိကာမှာဖော်ပြထားတဲ့စာမျက်နှာ53မှာပါဝင်တဲ့မူတာဝါဒကံဆိုတာလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါခင်ဗျာကျွန်တော်အခုစပြီးဖော်ပြမှာဖြစ်ပါခင်ဗျာမူတာဝါဒကံလိန်ညာပြောဆိုချင်းဆိုင်ဟာတူဒီတော့သားလေးဖြစ်တာမို့သူ့အိမ်မှာဖေနဲ့မမေကတိတ်ချပြီးအလိုလိုက်တာခံရတဲ့ကလေးလေးဖြစ်တာပေါ့ကွယ်ဆိုင်လေးဟာအစနောက်တန်းသူလေးဖြစ်ပြီးတငယ်ချင်းတွေကိုလည်းအမြဲလိန်ညာကြီးစဲနောက်ပြောင်တတ်သူလေးပေါ့တနေ့သူ့မမေရဲ့နှခမ်းနီတွေဒူးမှာတုတ်လာပြီးကြောင်းသွားတယ်လမ်းမှာချော်လဲချင်အောင်ဆောင်ကလမ်းမလျှောက်နိုင်တော့ဘူးဆိုပြီးတငယ်ချင်းတွေရှိမှဟန်ဆောင်ငိုတဲ့ကျောင်းတူသွားတဲ့တငယ်ချင်းတွေကတော့သူ့တငယ်ချင်းဆိုင်ချော်လဲတာသွေးတွေတောင်ထွက်ပြီးအရမ်းနာလို့ငိုနေရှာတယ်ထင်သွားတာပေါ့ကွယ်တငယ်ချင်းတွေကစိတ်ပူပြီးဆိုင်ကိုမနိုင်နဲ့တယောက်တလဲကြောဖို့လို့ကျောင်းစည်းကမ်းကိုအပြေးလွှားသွားကြတာပေါ့ကျောင်းထိပ်လဲရောက်ရောဆိုင်ဟာဆွေကနေကြောဖို့ထားတဲ့တငယ်ချင်းပေါ်ကနေဆင်းပြီးဂုံးဖို့စီရတာကောင်းလိုက်တာကွာဆိုပြီးအားရပါရရှင်နေတဲ့တငယ်ချင်းတွေကလည်းဆိုင်ပြုမှုကြောင့်အားတင်သွားတာပေါ့အဲ့ဒီတော့မှဆိုင်ငါအမေနှခမ်းနေတုတ်လာတာပါကွာတကယ်ချော်လဲမဟုတ်ဘူးမင်းတို့ကိုစတာပါဆိုပြီးပြောတဲ့မောကလည်းမောအလိမ်နဲ့ခံလိုက်ရတာကြောင့်တငယ်ချင်းတွေကဆိုင်ကိုစိတ်ဆိုးသွားကြတာပေါ့ကွယ်နောက်နေ့မှာတော့စိတ်ဆိုးသွားတဲ့တငယ်ချင်းတွေကိုမုံတွေဝယ်ကျွေးပြီးဆိုင်ကအတင်းလိုက်ချောတော့တငယ်ချင်းတွေလည်းစိတ်ဆိုးပြီးလိုက်ရတာပေါ့ကွယ်ဒီလိုနဲ့နောက်တစ်ချိန်မှာလဲဆိုင်ကမတူနဲ့နီလန်းနဲ့လိန်ညာစားနောက်ပြန်တဲ့တငယ်ချင်းတွေနဲ့ကြောင်းသွားရလမ်းမှာအတူရှောက်နေရင်းကနေဖြည်းချင်းရှောက်လို့နောက်မှကြံနေခဲ့ကဖေးနာကခြုံမုတ်ထဲကိုထမင်းကြိုင်လေးအသာပြေးဝလိုက်တဲ့အဲ့ဒီနောက်မှာတော့သူတို့ဘေးကနေလမ်းကြတဲ့အရေးတကြီးပြေးသွားတဲ့လူကြီးတယောက်ကိုလက်ညှိုးထိုးပြပြီးငါထမင်းနဲ့လူသွားပြီးလိုက်ပေးကြပါအောင်ဆိုပြီးလိုက်တဲ့ကွယ်တငယ်ချင်းတွေကလည်းတကယ်ထမင်းမှုလူသွားတဲ့လူထင်ပြီးအနောက်ကနေပြေးလိုက်ကြတာပေါ့တငယ်ချင်းတွေပြေးလိုက်သွားတာကိုကြည့်ပြီးဆိုင်ကတော့အဲ့ဒီနေရာလေးမှာပဲပြုံးစီနဲ့ရက်ချန်ခဲ့တဲ့အပြေးသားနဲ့လူကြီးကိုတော့ကလေးတွေဖြစ်တဲ့သူ့တငယ်ချင်းတွေလိုက်မမီခဲ့ပဲအပြေးလိုက်ရင်ချော်လဲတဲ့သူကချော်လဲချွဲနဲ့အမောတကောဖြစ်တဲ့သူကဖြစ်အတီးသူ့စီပြန်ရောက်လာပြီးလိုက်မမီခဲ့ဘူးတငယ်ချင်းရလို့ပြောတော့မင်းတို့ငါလိန်လာခံလိုက်ရပြီပြန်ပြီပဲထမင်းကြိုင်ကဒီမှာကွာဟုဆိုကခြုံပုတ်ထဲကထမင်းကြိုင်ကိုသွားယူပြပြီးသူ့အလိမ်မိသွားတဲ့တငယ်ချင်းတွေကိုကြည့်ပြီးသဘောကျကအားရပါရရင်နေကြတာနေတာပေါ့ကွယ်တငယ်ချင်းတွေလည်းဆိုင်ကိုစိတ်ဆိုးကြပြန်တာပေါ့ဆိုင်ကလည်းနောက်နေ့ကျထုံးစံအတိုင်းမုံတွေဝယ်ကျွေးပြီးစိတ်ဆိုးပြေအောင်အတင်းလိုက်ချောပြန်တာပေါ့ကွယ်
ဒီလိုနဲ့ကျမ်းပေးရတဲ့နေ့မှာဆန်းဆန်းလေးကမုံဝယ်ဖို့အတွက်အိမ်ကနေထွက်လာခဲ့တဲ့မုံဆိုင်မှာမုံဝယ်ပြီးလမ်းထိပ်ပတ်အထွက်မှာလူကြီးတယောက်ကဆန်းဆန်းလက်ကိုတင်းကျပ်နေအောင်ဖမ်းကင်လိုက်ပြီးလမ်းကြားပတ်စီကိုအတင်းဆွဲခေါ်သွားခဲ့တာပေါ့ကွယ်ရုပ်တရက်ဆိုတော့ဆန်းဆန်းလေကြောင်တောင်နဲ့ပါသွားပြီးနောက်မှတတိဝင်ကသူ့ကိုဖမ်းခေါ်လာမှန်းသိလိုက်တာပေါ့ကွယ်မနက်ခင်းအစောပိုင်းဖြစ်တာကြောင့်လူသွားလူလာနေပြီးလူတွေကလည်းရှင်းနေတာကြောင့်ရှင်းနေတဲ့အချိန်ပေါ့ကွယ်ဆန်းဆန်းတယောက်ဘေးဒီဝေးရကြည့်ပြီးအကူကြီးတောင်းဖို့ပြင်လိုက်တဲ့အခါလမ်းထိပ်မှာသူ့တငယ်ချင်းတွေကိုလှမ်းတွေ့လိုက်တာကြောင့်သူအားရှိသွားပြီးကျေထူးတို့ပူဆူးတို့ရေငါ့ကိုကယ်ပါအောင်ဆိုပြီးအတန်ကုန်အော်ဟစ်ပြီးကူညီတောင်းလိုက်တာပေါ့ကွယ်ကျေထူးတို့ပူဆူးတို့ကအတန်ကြားရသူ့ဘက်ကိုလှမ်းကြည့်ခဲ့ပြီးလာမစားနဲ့လာမလိန်နဲ့ဆန်းဆန်းရေဒီတစ်ခါတော့ငါတို့အလိမ်မခံတော့ဘူးဆိုပြီးသူ့ကိုလက်ခါပြောင်ပြပြီးသူတို့ကိုစားနေတဲ့အထင်နဲ့ဆန်းဆန်းစီမလာပဲရှေ့လန်းတဲ့စီသာဆွတ်ချောက်သွားကြတာပေါ့ကွယ်တငယ်ချင်းတွေကိုလိန်ညာကြီးစေခဲ့သမျှအခုတော့ဆန်းဆန်းတရားဒုက္ခလှတွေ့ပြီးဘယ်သူမှသူ့ကိုမယုံကြည်တော့ဘူးလေတကယ်တမ်းပြဿနာနဲ့ကြုံလာတော့မှကူညီမဲ့သူမရှိဖြစ်ခဲ့ပြီးသူမှားသွားပြီဆိုတာကိုဆန်းဆန်းသိခဲ့ပေမဲ့လည်းနောက်ကျသွားပြီပေါ့သူ့ကိုကူညီမဲ့သူဘယ်သူမှမရှိတော့ဘူးဆိုတဲ့အသည့်နဲ့ဆန်းဆန်းတရားကြောက်ကလည်းကြမျက်ရည်တွေလည်းကြအော်ပြီးအကူညီတောင်းဖို့လည်းအတန်တော်မထွက်နိုင်ရှာတော့ဘူးတဲ့လေသူ့ကိုဖမ်းလာတဲ့လူကြီးကလည်းဆန်းဆန်းကူညီတောင်းတာကိုရိပ်မိသွားတာကြောင့်ဆန်းဆန်းကိုပခုံးပေါ်ထမ်းတင်ကအမြန်ပြေးသွားတော့တာပေါ့ကံကောင်းထောင်းမှပြီးဆန်းဆန်းဦးလေးကားနဲ့လမ်းမှာတက်တိုးလို့ဆန်းဆန်းတယောက်အဲ့ဒီနေ့ကသူများဖမ်းခံရခြင်းမှာကင်းလွတ်သွားတာပေါ့အိမ်ကိုပြန်ရောက်တဲ့အခါဆန်းဆန်းတယောက်အကြောက်လွန်ပြီးစကားလည်းမပြောနိုင်နေမကောင်းဖြစ်ပြီးတပတ်9ရက်လောက်ကြောက်မတက်နိုင်ဖြစ်ခဲ့ရတာပေါ့ဆန်းဆန်းလေးနေကောင်းလာတဲ့အခါမေကမှန်ကန်စကားကိုမပြောချင်းလိန်ညာပြောဆိုစားနောက်ချင်းတွေဟာလက်ရှိဘဝမှာလည်းအခုလိုအသက်အန္တရာယ်ရောက်တဲ့အထိဒုက္ခရောက်နိုင်တယ်ဆိုတာကိုရှင်းပြခဲ့တာပေါ့ကွယ်လိန်ညာချင်းဟာ9ပါးလီလာတဲ့ကတပါးဖြစ်တဲ့မုဒဝါဒကံကိုကျူးလွန်မိတာလည်းဖြစ်လို့သေလွန်တဲ့အခါမှာလည်းအပြစ်ကြီးရင်ကြီးတယ်လို့ငရဲကြခံရတယ်ဆိုတဲ့အကြောင်းငရဲမကြခဲ့ရင်လည်းနောင်ဘဝလူဖြစ်တဲ့အခါပုံမှန်လူတွေလိုမဟုတ်ဘဲခန္ဓာကိုယ်ပုံမှန်မဟုတ်ဘဲပြည့်စည်နေတာစကားမပီတာပါးစပ်အနံ့တာအသားရင်မွေးချောက်တာသူတပါးလေးစားမှုမရှိကိုပြောတဲ့စကားတိုင်းအောင်မြင်တဲ့သူဖြစ်တတ်တယ်ဆိုတာတွေလည်းပြောပြခဲ့တာပေါ့ဆန်းဆန်းလေးကလည်းလိန်ညာပြောဆိုမှုကြောင့်ကြောက်စရာဖြစ်ဆိုးကိုလက်တွေ့ကြုံခဲ့ရတာကြောင့်အဲ့ဒီနောက်ပိုင်းကစလို့လိန်ညာပြောဆိုစားနောက်ခြင်းတွေမပြုလုပ်တော့ဘူးတဲ့ကွယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ